မင်္ဂလာပါခင်ဗျာ MH Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးမှာတော့ဘာဒေးလစ်နာနဲ့ Michael Black တို့ရေးသားပြီးခွန်လိုင်းမြန်မာပြန်ဆိုထားတဲ့ယူသွတ်ချင်းကိုကုန်ကူးကြသူများ Merchants of Madness ပဲဖြစ်ပါတယ်ကျွန်တော်ကတော့စာဖတ်သူ Luigi ပဲဖြစ်ပါတယ်အခန်း1ယူသွတ်ချင်းဘန်ကောက်ကလူတွေအဖို့မေးပြောက်ဖို့ခက်ခဲတဲ့မြင်ကွင်းတစ်ခုပါမူရစေဝါသုံးပြီးစိတ်ကြောင်နေတဲ့ပိုက်တွန်းပွန်တီပွန်မြည်ရှိအသက်29နှစ်အရွယ်အမျိုးသားတဦးဟာမျက်နှာပေါ်မှာသွေးတွေစီးကျနေပြီးပချာရာဖန်ဂျီရာဘာနစ်အမည်ရှိကျောင်းသူလေးတဦးရဲ့လက်မျိုးကိုဓာတ်နဲ့ထောက်ထားပါတယ်။သူ့ကိုယ်သူလည်းဒေါသတကြီးနဲ့ဓာတ်နဲ့လှီးတဲ့အပြင်အသက်19နှစ်အရွယ်မိန်းကလေးကိုတစားကန်အဖြစ်ဖမ်းဆီးထားရကနေမေရရလည်းရှိပုံမပေါ်ပါဘူး။ပိုက်တွန်းမျက်လုံးတွေဟာအထက်ကိုလန်တက်နေပါတယ်။သူ့ရဲ့မျက်လုံးတငယ်အိမ်တွေဟာမျက်ခွန်တွေအောက်ရောက်နေပါတယ်။သူဘာလုပ်နေလဲဆိုတာကိုသူ့ဘာသာသိပုံမရပါဘူး။မိန်းကလေးကတော့မျက်စိမှိတ်ပြီးမလုံးမရှက်ရက်နေပါတယ်။ဘာဖြစ်လာမယ်ဆိုတာသူကမသိနိုင်ဘူး။သူတို့ရက်နေတဲ့လာလာဆောင်အောက်မှာတော့လူအုပ်ကြီးကစူးဝေးရောက်ရှိနေကြပါတယ်။အိမ်နောက်ဆောင်းဝဲရောင်ဟန်ဆောင်ဝတ်စားထားတဲ့ရဲရရှိဟာလာလာဆောင်ရှိရာလေကားထောက်တက်သွားပြီးပိုက်တွန်းနဲ့ဆွေးနွေးပါတယ်သူတို့ဟာလာသာဆောင်ကနေအိမ်ထဲဝင်သွားကြပြီးအိမ်ထဲရောက်တော့ဆေးကြောင်နေသူကမိန်းကလေးကိုလွတ်ပေးလိုက်ပါတယ်။အဲဒီတော့မှရဲရာရှိကသူ့ကိုဖမ်းဆီးလိုက်ပါတယ်။အဲဒီဖြစ်ရဟာ2002ခုနှစ်ဩဂတ်လမှာဖြစ်ပွားခဲ့ပြီးအဲ့ဒါလိုတစားကန်ဖမ်းဆီးထားမှုဟာဘန်ကောက်မြို့မှာပထမဆုံးကြိမ်တော့မဟုတ်ပါဘူး။1996ခုနှစ်အော်တိုဘာလအတွင်းမှာလည်းဖြစ်ပွားခဲ့တာကိုအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ဘန်ကောက်ပို့စ်နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။အဲဒီတော့လူငယ်တယောက်ကသူ့ဇနီးကို3နာရီကြာတစားကန်အဖြစ်ဖမ်းဆီးထားပြီးရဲတွေဝင်မလာအောင်တားဆီးဖို့အတွက်သူ့လည်းပင်သူဓာတ်နဲ့လှီးခဲ့ပါတယ်။နောက်တစ်မှုတစ်ခုကတော့ဆေးဆွဲနေသူတဦးက9နှစ်အရွယ်ကလေးငယ်တဦးကိုတစားကန်အဖြစ်ဖမ်းထားခဲ့ပါတယ်။အဲဒီဆေးကြောင်နေသူတွေဟာတစားကန်ကလေးငယ်ရဲ့ဦးကောင်းကိုသေးတဲ့အထိဓာတ်နဲ့ခုန်နေလေတော့ဘလို့မှမတတ်နိုင်တဲ့ဆုံးရဲကသူ့ကိုပြစ်တက်လိုက်ရပါတယ်။မူရစေဝါအလွဲသုံးခြင်းဟာထိုင်းနိုင်ငံအတွက်တော့အသစ်ဆန်းမဟုတ်ပါဘူး။လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကဘန်ကောက်မြို့ရဲ့တရုတ်တန်းဒုစရိုက်ရိပ်မြုံအလုံးပိတ်တီးသန့်ခန်းတွေမှာဘိန်းရှူခဲ့ကြတာပါ။သိမကြခင်အချိန်ထိမြောက်ပိုင်းတောင်တန်းဒေသကတောင်ပေါ်တိုင်းရင်းသားကြီးရွာတွေမှာဘိန်းရှူကြပါသေးတယ်။အဲဒီနောက်ဘိန်းကနေအသွင်ပြောင်းပြီးပိုကောင်းတဲ့ဟီရိုအင်းပေါ်လာတော့1980ပိုင်းနဲ့1980ပိုင်းနှစ်တွေကတော့အသုံးများတဲ့မူရည်စေဝါဖြစ်လာပါတယ်။ဘိန်းစိမ်းကိုဘိန်းဆိုင်များတဲ့မြန်မာနိုင်ငံတွင်ရှေသရီကန်ဒေတာကနေစုဆောင်းပါတယ်။ဘိန်းကနေအပြူအောင်အမှုဟီရိုအင်းအဖြစ်တန်းဆင်ပေးထားတဲ့ဓာတ်ခွဲခန်းတွေဟာလည်းမြန်မာပြည်တွင်းမှာပဲရှိပါတယ်။အဲဒီလုပ်ငန်းလှုပ်ရှားလည်ပတ်မှုအတွက်ဗန္ဒာငွေကြေးထုတ်လုပ်ပေးမှုတွေကုန်သွယ်မှုတွေကတော့အများအားဖြင့်ထိုင်းနိုင်ငံကိုဖျက်ဆီးပြီးလုပ်ကြတာပါ။ဘာပဲဖြစ်ဖြစ်1990ပိုင်းနှစ်ကာလတွေအတွင်းမှာဟီရိုအင်းဟာတစားနဲ့တစားပြဿနာကြီးမဟုတ်တော့ပဲဖြစ်လာပါတယ်။မူရစီဆွဲနေတဲ့လူငယ်တွေသိမငယ်သေးတဲ့လူတွေဟာမဖတ်တမင်းဈေးပြားတွေဘက်ကိုလှည့်လာကြပါတယ်။ပိုပြီးဈေးချိုပိုပြီးသုံးဆွဲရလဲကူလို့ဖြစ်ပါတယ်။ရောင်းချသူတွေဟာပထမဆုံးဘန်ကောက်မြို့ကစင်းရဲသားရက်ကွက်တွေနဲ့ချင်းပိုင်မြို့ကနောက်ပြည်လမ်းကြားတွေမှာရောင်းချပါတယ်။သိမကြမီမှာပဲထိုင်းနိုင်ငံတဝန်းလုံးကမြို့တွေပေါ်မှာရောင်းချပါတော့တယ်။အဲ့ဒီအချိန်ထိမတ်ဖတ်တမင်းကိုမြန်မာထိုင်းနိုင်ငံမှာယာမလိုလူသိများပါတယ်။အဓိပ္ပာယ်ကမြင်းစည်းဖြစ်ပါတယ်။အဲ့ဒီမြင်းစည်းက1950ပိုင်းနှစ်ကာလတွေအတွင်းအလယ်အတွင်းပထမဆုံးပေါ်ပေါက်ခဲ့ပါတယ်။လက်စီဆိုင်တွေမှာရောင်းပြီးထရပ်ကားမောင်းလူတွေကဝယ်ယူစားသုံးပါတယ်။ခရီးဝေးကားမောင်းရတဲ့အချိန်အိမ်ငိုင်ခြင်းမရှိလမ်းဆန်းနေခြင်းလို့ဖြစ်ပါတယ်။ကောလိပ်ကျောင်းသားတွေကလည်းစာမိုးမတိုင်ခင်ညနေတကောင်အထိစာကြနိုင်အောင်တောက်ကြပါတယ်။တက်ကြွအောင်လုပ်ပေးတဲ့ဆေးဖြစ်နေမတ်ဖတ်တမင်းဟာသုံးဆွဲသူတွေကြားအားခွန်ဗလာနဲ့စွမ်းရည်ကြီးမအောင်လုပ်ပေးပါတယ်။ဒါပေမဲ့1996ခုနှစ်ဇူလိုင်လအတွင်းမှာထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူစုံဆက်ပရိဆာနာနန်တကူကမတ်ဖတ်တမင်းဟာယာဘဖြစ်တယ်လို့ကြေညာပါတယ်။ယူသွတ်စီလို့နာမည်ပေးလိုက်တာပါ။ယာမဆိုတဲ့နာမည်ကြောင့်မြင်းတစ်ကောင်လိုအမောမပန်းနိုင်အောင်လုပ်နိုင်တဲ့ဆေးလိုအဓိပ္ပာယ်တက်ရောက်သွားပြီးဆေးဝါးလိုဘာလို့ထင်ရောက်စေတယ်လို့စုံဆက်ကပြောခဲ့ပါတယ်။ယာဘလို့ခေါ်လိုက်ခြင်းအပြင်ထိုင်းရနာပိုင်းတွေမျှော်လင့်တာကဒီမူရဆေးဝါးရဲ့အန္တရာယ်ရှိတဲ့တက်ရောက်မှုကိုဖော်ပြပေးနိုင်တယ်ဆိုတာပါပဲ
ပိုက်တွန်းပူတီပွန်နဲ့တခြားဖြစ်ရပ်တွေအရဒီမူရစေဟာလူတွေကိုတကယ်ပဲယူသွတ်သွားစေနိုင်ကြောင်းတတ်သိပြခဲ့ပါတယ်1996ခုနှစ်စက်တင်ဘာလအတွင်းထိုင်းနိုင်ငံမူရစေထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး Office of Narcotics Control Board ONCB အတွင်းအေမူချုပ်ပရီချာရန်ပါရက်ကမက်သာဖက်တမင်းဟာဟီရိုအင်းလိုချားမှုရေးစေဝါတွေထက်ပိုပြီးအန္တရာယ်ကြီးတယ်လို့ပြောခဲ့ပါတယ်။ဟီရိုအင်းနဲ့မတူတာကလူငယ်အများစုကဒီမှုရေးစေကိုသူတို့ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာတော့မတွေးတော့ပဲကြော်ကျင်တာကိုပဲတွေးပြီးသုံးဆွဲကြတာပါပဲ။ဘန်ကောက်ကဆွေးနွေးဝိုင်းတစ်ခုမှာပရီချာကပြောခဲ့တာပါ1993-94တနိုင်ငံလုံးမှုရေးစေဝါသုံးဆွဲသူပေါင်း2,489,965 ဦးရှိကြောင်းမှတ်ပုံတင်နိုင်ခဲ့စဉ်ကတည်းကသူကအခုလိုပြောခဲ့သေးပါတယ်။တကယ်အရေးတော့ကပိုများပါတယ်။မူရစေးဆွဲနှုန်းကမြင့်တက်လာနေတာပါ။နိုင်ငံအများစုမှာမက်ဖက်တမင်းဟာအမှုန့်ဖြစ်ဝင်လာတတ်တော့သုံးဆွဲသူတွေကအဲ့ဒီအမှုန့်ကိုနှာခေါင်းပေါက်ကနေရှူသွင်းကြပါတယ်။ဒါမှမဟုတ်အဲ့ဒီအမှုန့်တွေကိုအပူပြီးထွက်လာတဲ့မိဘုံကိုရှူကြပါတယ်။ဆေးပြားအသွင်ကိုအရှိတောင်အာရှမှာအတွေ့များရပြီးအပြားလိုက်မျိုးချလို့ရတဲ့အပူပြီးအငွေ့ရရှူလို့လည်းရပါသေးတယ်။အဲနည်းနဲ့သုံးဆွဲတာဖြစ်ဖြစ်ကျန်းမာရေးကိုထိခိုက်စေပါတယ်။လူတွေကိုနိုးနိုးကြားကြားရှိစေတာကလွဲလို့မက်ဖက်တမင်းဟာစိတ်ချောက်ချမှုတွေအပြင်းထန်ရည်ဓာတ်ခန်းချောက်မှုတွေဖြစ်ပေါ်စေပါတယ်။အလုံးခုန်လုံးကိုမြင်စေပြီးတခြားသူတွေအပေါ်ယုံမှားတန်တရားဖြစ်တဲ့စိတ်တွေပေါ်ပေါက်လာစေပါတယ်။ဆေးချိန်ပြေသွားတဲ့အခါသုံးဆွဲသူတွေကစိတ်သက်ကြဆင်းလာပါတယ်။မြင်တွေ့နေကြမဟုတ်တဲ့ကိုယ့်ကိုယ်ကိုတတ်သိမှုတွေဖြစ်ပေါ်ပေါက်လာစေပါတယ်2000ပြည့်နှစ်အတွင်းမေလအတွင်း ONCB အဖွဲ့ရဲ့ဗိုလ်ချုပ်ကြီးဝက်ချရာပူပရာဆန်နရက်ချ်ကဥပဒေမဲ့မူရစေဝါတွေအထူးသဖြင့်မက်သာဖက်တမင်းထုတ်လုပ်မှုပေါင်းကိုကူးတန်းရောင်းဝယ်မှုတွေသုံးစွဲမှုတွေကိုထိုင်းနိုင်ငံသားမှာကရှေ့တောင်အာရှရဲ့ကျန်းစိတ်ပိုင်းတွေပါရင်ဆိုင်နေရတဲ့အနည်းရှိဆုံးပြဿနာဖြစ်ပေါ်ပြခဲ့ပါတယ်အခုဆိုရင်သုံးစွဲနေသူဟာခီးဝေးမောင်းနေရတဲ့ truck ကပြင်မောင်းလူတွေနဲ့ကောလိပ်ကျောင်းသားတွေဒါမဟုတ်တော့ပဲလူအလွှာအလုံးကလူတွေဖြစ်ကုန်ပါပြီနိုင်ငံတော်အဆင့်ကပ်ဘေးဆိုးကြီးဖြစ်လာပါတယ်1998ခုနှစ်အတွင်းထိုင်းနိုင်ငံဖမ်းဆီးရမိတဲ့စိတ်ကြွဆေးပြားပေါင်း22တန်းလောက်ရှိပါတယ်အဲ့ဒီကိန်းဂဏန်းဟာ1998ခုနှစ်အတွင်းတန်း30 1999ခုနှစ်အတွင်းတန်း40နီးပါးမြင့်တက်သွားပါတယ်2002ခုနှစ်မှာတင်ကြီးရမိတဲ့ဆေးပြားအရေအတွက်ဟာ95.9 တန်းအထိရောက်သွားလို့စံချိန်ကျိုးသွားပါတယ်။အဲဒီနှစ်တုန်းကစိကျဆွေးပြားတစ်ပြားရဲ့လမ်းပေါ်ကပေါက်ဈေးကပတ်120ဖြစ်ပါတယ်။ဘီယာနှစ်ပလင်းစာနဲ့ညီမျှတဲ့တန်ဖိုးပါ။ဟီရိုအင်းဟာထိုင်းနိုင်ငံအတွင်းဈေးကွက်ရှိနေတယ်ဆိုပေမဲ့တကယ်တမ်းကျတော့တောင်အမေရိကဥရောပနဲ့ဩစတြေးလျတို့လိုပင်လယ်စာတိုင်းတစ်ပေါက်တင်ပို့ရောင်းချနိုင်မှဈေးကောင်းရတာဖြစ်ပါတယ်။ဒါအပြင်တည်ယူပို့ဆောင်ပေးသူဗန္ဒာငွေကြီးထုတ်လုပ်ပေးသူတွေမောင်ကိုကူကုန်ကူးသူတွေပါဝင်တဲ့အသေးစိတ်စီမံချက်ချိတ်ဆက်ထားတဲ့ကွန်ရက်အဖွဲ့လည်းထားရှိဖို့လိုပါသေးတယ်။ဒါပါရဲ့အဓိကဈေးကထိုင်းနိုင်ငံအတွင်းမှာပဲတည်ရှိနေတာပါ။အဲ့ဒီမူရစေဝါတွေကိုထိုင်းစိတ်ကမ်းတွေလေစိတ်တွေဖြတ်သန်းပို့ဆောင်ကြမလို့တဲ့အတွက်စွန့်စားရနေပါပြီးငွေပေါ်တာလည်းမြန်ပါတယ်။ပုံစံမျိုးမျိုးရှိတဲ့မက်သာဖက်တမင်းတွေဟာဟီရိုအင်းထုတ်လုပ်ရတဲ့ပိုပြီးလွယ်ကူပါတယ်။မက်သာဖက်တမင်းမူရစေဝါထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ဘာလူပေကြပစ္စည်းအရေးအတွက်ဟာဟီရိုအင်းလိုမျိုးအပင်ထွက်ပစ္စည်းအခြေခံပြီးထုတ်လုပ်ရတဲ့မူရစေအတွက်လိုအပ်တဲ့ဓာတုပေကြအရေးအတွက်ပစ္စည်းအရေးအတွက်ထပ်ပိုနေပါတယ်1990ပိုင်းနှစ်ကာလတွေအတွင်းယာဘထိုင်းနိုင်ငံရဲ့အယောင်းဝယ်ကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပါတယ်ဟီရိုအင်းထပ်ပိုပြီးကျေပြောတဲ့ဖောက်တယ်တွေလည်းရရှိခဲ့ပါတယ်စီးပွားရေးလက်မြင်တဲ့ဟီရိုအင်းမောင်ကိုကုန်ကူးသူတွေဟာအခုဆိုရင်မက်သာဖက်တမင်းဘက်ကိုလှည့်လာကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အများဆုံးပိုရလို့ပါပဲလို့ဘူးရစေဝါနှိမ်နှင်းရဲတပ်ဖွဲ့ဗျူရိုရဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးနှုတ်ပတ်တော်ဆုံးဘွန်ဆပ်က1998ခုနှစ်မတ်လအတွင်းဘန်ကောက်ပို့စ်ကိုပြောကြားခဲ့ပါတယ်။ဆေးပြားပြားထုတ်လုပ်တဲ့ကုန်ကျစရိတ်ဟာ10ဘတ်အမေရိကန်ဒေါ်လာ30ဆင့်လောက်တော့မကုန်ပါဘူး။လမ်းပေါ်ကလက်လီရောင်းချသူတွေကတော့ဒီကုန်ကျစရိတ်ရဲ့2ဆ3ဆပိုပေးပြီးဖြန့်ဖြိုးသူတွေစီကနေဝယ်ရတာပါ။လမ်းပေါ်ကလက်လီရောင်းချသူတွေကဆေးပြားအမြောက်များရောင်းချနိုင်တာမဟုတ်လေတော့ဒီနေ့အတိုင်းအတာကြီးမားတဲ့အမြတ်စွန်းရရှိသူတွေဟာထုတ်လုပ်သူတွေနဲ့ဖြန့်ဖြူးသူတွေသာဖြစ်ပါတယ်။ဟီရိုအင်းကနေမက်ဖက်တမင်းဘက်လှည့်ပြောင်းသွားတယ်ဆိုတဲ့အချက်ကိုထ
ထိုင်းနိုင်ငံမူရစေဝါနဲ့ဆက်နွယ်တဲ့ဖန်စီရမျိုးမှုတွေရဲ့တရားဝင်စည်ရင်းတရားတွေရတယ်သိရှိနိုင်ပါတယ်1990ခုနှစ်တွင်မူရစေဝါဆိုင်ရာဥပဒေချိုးဖောက်သူတွေအဖြစ်တရားစွဲခံရသူတွေထဲမှာစေးကြောင်းနဲ့ပတ်သက်တဲ့တရားခံတွေက62.6%ဟီရိုအင်းနဲ့ပတ်သက်တဲ့တရားခံတွေက21.3%ဖြစ်ပြီးမက်သာဖက်တမင်းနဲ့ပတ်သက်တဲ့တရားခံတွေက3.8%သာရှိပါတယ်2000ပြည့်နှစ်ရောက်တော့စေးကြောင်းအမှုက9.5%သာရှိပြီးဟီရိုအင်းအမှုက2.2%မက်သာဖက်တမင်းအမှုက89.5%ဖြစ်သွားပါတယ်ဒါပေမဲ့အဲ့လိုစွဲချက်တင်အရေးယူမှုတွေကလူတွေရဲ့ယာဘရောင်းဝယ်ခြင်းရောင်းခြင်းဝယ်ခြင်းသုံးစွဲခြင်းတွေကိုမသားဆီးနိုင်ခဲ့ပါဘူး1998ခုနှစ်အတွင်း ONCB အဖွဲ့ရဲ့ Sora 6 Sambra Sex ကအခုဆိုယာဘဟာပြည်နယ်တိုင်းမှာရောက်နေပါတယ်တချို့ကျောင်းသားတွေကျောင်းဆရာတွေတောင်ယာဘရောင်းနေကြတာတွေ့နေရပါတယ်လို့ဖော်ပြခဲ့ပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာနေတဲ့ဒေါင်အမီရအသက်32နှစ်အရွယ်မျိုးသမီးတဦးဟာဒီမှအနေနဲ့ထူထူထောင်ထောင်ဖြစ်လာဖို့တနေ့ကိုယာဘတစ်ပြားဒါမှမဟုတ်နှစ်ပြားတောက်ရတယ်လို့ပြောပြပါတယ်သူမဟာဆက်ယုံတရုံမှာလုံနေပြီးအလေးပင်တွေမနိုင်အောင်အာမနာရှိဖို့လိုအပ်တာလို့ပါပဲသူမဟာယာဘသုံးဆွဲနေတာ10သူနှစ်တစ်ခုလောက်ရှိနေပါပြီဆေးပြားတွေကိုဆက်ယုံအတွင်းလုပ်ဖို့ကိုင်ပတ်အလုပ်သမားတယောက်စီကနေဝယ်ယူသုံးဆွဲတာဖြစ်ပါတယ်ချင်းမိုင်မှာနေတဲ့ဆောင်ချိုင်းအမည်ရှိအသက်22နှစ်ကျော်ကျောင်းသားတယောက်ကယာဘဆေးပြားတွေကိုတက္ကသိုလ်ကျောင်းတစ်ကျောင်းကပေါ်ပြသူကျောင်းသားတယောက်စီကနေဝယ်ယူပါတယ်အဆောင်ကအခန်းထဲမှာသူ့လိုပဲစေးသုံးနေတဲ့ငွေချင်းတွေသူဆေးပြားတွေကိုပူပေးပြီးအမွှေးကိုရှူပါတယ်သူတို့က24နာရီကျော်အိမ်မနေနိုင်ကြပေမဲ့အိပ်ပြီးဆိုရင်လည်းနိုင်20လောက်အိပ်ပြကြလိုက်ကြတယ်လို့ဆိုပါတယ်အခုအသက်24နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ chat ဟာ14နှစ်သားတွေကယာဘကိုသုံးဆွဲခဲ့ပြီးချင်းမိုင်မြို့မြောက်ပိုင်းတောင်ပေါ်တိုင်းသားကြီးရွာတွေကနေဝယ်ယူရရှိတာဖြစ်တယ်လို့ပြောပါတယ်ဆေးသုံးသူတော်တော်များများဆေးဖို့ရဖို့ရရောင်းချသူတွေလည်းဖြစ်လာကြပါတယ်တချို့ဆိုချင်းမိုင်မျိုးရဲ့နာမည်ဆိုးနဲ့ဟိုးဟိုးကျော်တဲ့လူငယ်ဒုစရိုက်ခိုင်းတွေမှာပါဝင်နေကြပါတယ်။ပြန်ဘက်ခိုင်းတွေဖြစ်တဲ့ချမ်းဖတ်မှုတွေနေမြေလူဝဲတွေမှာချင်းမိုင်မျိုးရဲ့မှာစက်စုနှစ်တွေနဲ့ချီပြီးတည်ရှိနေကြတဲ့လူမှုရေးပြဿနာတစ်ခုဖြစ်ပါတယ်။ပြည်တစားတွေ HIV/AIDS ရောဂါဖြစ်ပွားမှုတွေမူရစေဝါတွေနဲ့ရှင်တွဲတည်ရှိနေတာပါ။ချင်းမိုင်မျိုးဟာနေစမ်းမျိုးလိုမျိုးဖြစ်ပြီးရွှေရှားပြောင်းလဲနေသူတွေနဲ့လူနေထူထပ်ပါတယ်ရွှေပြောင်းအခြေချလာတဲ့လူငယ်တွေရှိတယ်လို့ပတ်ဝန်းကျင်ဒေသဒေသကနေအိန္ဒိယနိုင်ငံတွေဖြစ်တဲ့မြန်မာနိုင်ငံ၊လာအိုနိုင်ငံ၊တရုတ်နိုင်ငံတို့စီကိုဖြစ်သွားဖို့ဖြတ်တန်းလာတဲ့လူငယ်တွေလည်းရှိပါတယ်တော်တော်များများတောင်ပေါ်တိုင်းသားတွေမှာနိုင်ငံမရှိကြပါဘူးအဲဒီလူငယ်တွေကိုဒုစရိုက်ခိုင်းတွေကကြောထောင်းနောက်ခံရှိတယ်စိတ်ခံစားမှုဖြစ်အောင်လုပ်ပေးထားပါတယ်ဂိုင်းသီးသီးဟာတခိုင်းနဲ့တခိုင်းပြိပခါရှိနိုင်ပေမဲ့တခိုင်းထဲသားအဖွဲ့ဝင်ချင်းချင်းကြတော့ညီရင်းကိုလိုခိုင်မာတဲ့တန်ရောတွေရှိကြပါဒါအပြင်ချင်းမိုင်ဟာရွှေသရီကန်နဲ့လည်းနှီးစပ်ပါရွှေသရီကန်ဒေသကမ္ဘာပေါ်မှာသက်တမ်းရင်ဆုံးအကြီးဆုံးမူရစေဝါထုတ်လုပ်ရဒေသကြီးတစ်ခုဖြစ်ပါတယ်ပထမဦးဆုံးဘိန်းနဲ့ဟီရိုအင်းထုတ်လုပ်ခဲ့ပြီးအခုတော့မက်သာဖက်တမင်းပေါ့ခုဆိုဆယ်ကျော်သက်ဝင်ရုံသာရှိသေးတဲ့ယောက်ျားလေးတွေမိန်းကလေးတွေဟာရက်တောက်ဖို့ခေါ်ရှူဖို့ယာဘဝယ်ဖို့အလွန်နဲပါတဲ့ငွေကြီးဖြစ်တဲ့ဘတ်300အမေရိကန်ဒေါ်လာ8.5 ဒေါ်လာလောက်နဲ့ကာမကိုရောင်းပေးကြပါတယ်။ချင်းမိုင်မှာရှိတဲ့အကြီးဆုံးနဲ့အဆိုးဆုံးလူကြိုက်ကိုင်းကဆာမူရိုင်းကိုင်းဖြစ်ပါတယ်။အဲဒီကိုင်းအဲဒီနာမည်ရသွားတာကတော့သူတို့ဟာညအမောင်ရောက်လာရင်လူတစ်ချောင်းမှာကြောပေါ်မှာဓာတ်ရှိလေလွယ်ပြီးမော်တော်ဆိုင်ကယ်တွေကိုအချိန်ပြင်းမောင်းနေထွက်လာတဲ့ချလို့ပါဆာမူရိုင်းကိုင်းမှာအဖွဲ့ဝင်ရာပေါင်းများစွာရှိပြီးညအချိန်ချင်းမိုင်မျိုးဝိုင်းပတ်တည်ရှိတဲ့မြို့ပတ်လမ်းတွေပေါ်မှာတွေ့နိုင်ပါတယ်နောက်ထပ်လွှမ်းမိုးထားတဲ့ခိုင်းကတော့ယာခါခိုင်းဖြစ်ပါတယ်သူတို့စီးတဲ့မော်တော်ဆိုင်ကယ်တွေကိုခိုးလုံရနေရတဲ့ပွဲတက်ငယ်မူတက်ထားရကနေအဲ့ဒီနာမည်ရသွားတယ်လို့ဆိုပါတယ်စက်တင်ခိုင်းလည်းရှိပါသေးတယ်စက်တင်ရဲ့အဓိပ္ပာယ်ကအပယ်ခံဖြစ်ပါတယ်အဲ့ဒီဂိုင်းတွေအတွင်းမှာ2000ပြည့်နှစ်အတွင်းမှာထောင်လာတဲ့ဘင်လာဒင်ဂိုင်းဆိုတာလည်းရှိပါတယ်။အဲ့ဘက်ဂိုင်းဝင်တွေကိုတပ်ဖြတ်လေးရှိတာမို့နာမည်ဆိုးနဲ့ကြော်ကြပါတယ်။ဘင်လာဒင်ရဲ့လို့နာမည်ခံထားတာအကြမ်းဖက်မှုတွေတိုက်ခတ်မှုတွေလုပ်ရဲတယ်ဆိုတော့နမိတ်ပုံပေါ်လွင်အောင်ခံထားတာပါ။ချင်းမိုင်မှာမိန်းကလေးတွေကြီးပါတဲ့ဂိုင်းလည်းရှိပါတယ်။အဲ့ဒီမိန်းကလေးဒူးကြိုက်ဂိုင်းတွေမှာသွေးဆုပ်လင်းတို့ဂိုင်းဟာကြီးဆုံးဖြစ်ပြီးအဖွဲ့ဝင်180ရှိပါတယ်။
အဲ့ဒီကောင်မလူတွေဟာယောက်ျားလေးတွေများနိုင်သမျှများများနဲ့အိတ်ချင်ကြတယ်အဲ့ဒါကိုကျွန်မမတားနိုင်ဘူးဒါပေမဲ့အနည်းဆုံးတော့ဖိုင်မကြည့်အောင်ဘယ်လိုဆက်ဆံရလဲဆိုတာသင်ပေးပါတယ်မိတ်ကလေးကိုင်းတွေနဲ့အတူဆယ်စုနှစ်တစ်ခုကျော်အလုပ်လုပ်လာတဲ့လက်ထာဝန်ချိုင်းနေပွန်မြေရှိမျိုးသမီးတဦးကပြောပြခဲ့တာအဲ့ဒီအမျိုးမိတ်ကလေးတွေရဲ့အချင်းစရိုက်ကိုသူမအနေနဲ့အကုန်စင်ပြည့်ရင်ပြောင်းလဲနိုင်ပြီဆိုတာမရှိပေမဲ့ဘောလုံးကစားပွဲလိုအားကစားပွဲတွေပါဝင်အောင်ဆွဲဆောင်ပြီးမျိုးရင်းကအကြမ်းဖက်လှုပ်ရှားမှုတွေကိုပါဝင်မှုနေအောင်ကြိုးစားခဲ့ပါတယ်။မိန်းကလေးတွေကိုရာဘသုံးဆွဲပြီးပုဂ္ဂိုလ်ကိုအနေနဲ့ဖြစ်အောင်မလုပ်ဖို့မွေးစေဝါတွေကိုအဆက်ဖြတ်ဖို့လည်းပြောခဲ့ပါတယ်။တကယ်တော့လမ်းပေါ်ကဒုစရိုက်ကိုင်းတွေဟာမွေးစေဝါဝါစင်အရာဆိုအဆင့်တန်းအနေဆုံးပတ်သက်သူတွေဖြစ်ပါတယ်။ဝါစင်အကြီးဆုံးကအစားပြုခဲ့ရနေရဖြစ်တဲ့ရွှေတရိကန်ဒေသကမွေးစေဝါရာသားတွေဖြစ်ပြီးဒေသအတွင်းစီးပွားရေးအကျိုးမြတ်အများဆုံးရရှိနေသူဖြစ်ပါတယ်။စာမူတိုင်းဒုတိယဂိုင်းနဲ့တခြားဂိုင်းတွေကလည်းမွေးစေဝါပုံစံမှုကလည်းအများဆုံးကြီးကြီးမားမားရနေကြတာမဟုတ်ပါဘူး။လမ်းပေါ်ကလူငယ်ရောင်းချသူတွေဆိုရင်လည်းသူတို့ကိုယ်တိုင်တုံ့ပြန်နေတဲ့ဆေးဝါးလောက်လုံလောက်ဖို့တော့နိုင်ရှာနေရသူတွေဖြစ်ပါတယ်။ဒါပေမဲ့လမ်းပေါ်မှာမူရစီဝါရောင်းချသူတွေမူရစီဝါကုန်တယ်ပေါက်စာတွေဟာ2003ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝထရာကနိုင်ငံလုံးအတိုင်းအတာနဲ့မူရစီဝါစန့်ကျင်ရေးစစ်ပွဲဆွနေလိုက်တဲ့အချိန်မှာအဓိကပြင်းမှတ်တွေဖြစ်လာခဲ့ကြပါတယ်။အဲ့အနေမကြီးမားလာတဲ့အနေကိုပဲပြင်းထန်တဲ့အတိုင်းအတာနဲ့စန့်ကျင်ဖို့အာဏာပိုင်တွေကဆုံးဖြတ်ခဲ့ပါတယ်။တော်တော်ကိုပြင်းပြထန်ထန်ဆင်နွှဲခဲ့တာဖြစ်တာမို့ဝေဖန်တာတွေပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီနှစ်ကုန်ပိုင်းလောက်မှာလှုပ်ရှားမှုအဆုံးသတ်သွားပါတယ်။လူပေါင်း2598ဦးလောက်အသက်ခံလိုက်ရပါတယ်။ဒီဆုံးသူအများစုကထိုင်းနိုင်ငံမြောက်ပိုင်းမှာနေထိုင်သူတွေဖြစ်ပါတယ်။အာဏာပိုင်တွေကဒီဒေဆုံးမှုတွေဟာအဓိကအဖြစ်မူရစေဝါကိုင်းချင်းတိုက်ပွဲဖြစ်ပါရကနေပေါ်ထွက်လာခဲ့တဲ့ရလဒ်ဖြစ်တယ်လို့ပြောပါတယ်။လူခွေရေးဖွဲ့စည်းတွေကတော့ဒီဒေဆုံးသွားသူတွေဟာရဲတပ်ဖွဲ့အလွန်ကျွံတရားစီရင်တပ်ဖြတ်မှုတွေတားကောင်တွေဖြစ်တယ်လို့ခိုင်မာပြောဆိုခဲ့ပါတယ်။လူခွေရေးစောက်ကြီးရဲ့အဖွဲ့က2004ခုနှစ်အစီရင်ခံစာမှာမူရစေဝါစန့်ကျင်ရေးစစ်ပွဲကာလတစ်လျှောက်လုံးထိုင်းဆိုရအထက်ဆင့်အာဏာပိုင်တွေဟာမူရစေဝါသုံးစွဲသူဒါမှမဟုတ်မှောင်ခိုရောင်းဝယ်ဖောက်ကားသူလို့တန်တရားရှိသူဘယ်သူမှမဆိုခွဲခြားစည်းစိမ်နေကြမလို့ပဲချမ်းဖောက်ဖို့အားပေးခဲ့ပါတယ်။မူရစေဝါစန့်ကျင်ရေးစစ်ပွဲအစပိုင်းမှာဝန်ကြီးချုပ်သက်စင်ကမူရစေဝါသုံးစွဲသူတွေကြားမှာထူးခြားမှုကိုရှာဖွေရမယ်လို့ပြောခဲ့ပါတယ်။သူကသားကောင်တွေကိုသားကောင်တွေလို့သဘောထားပြီးလူနာအဖြစ်နဲ့စေဝါကူစားရမယ်။နောက်ဝဲဖောက်ကားသူတွေကိုတော့ပြင်းပြထန်ထန်ပြပေးရမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။လက်တွေ့မှာတော့မူရစေဝါသုံးစွဲသူတွေဟာရောင်းဝဲဖောက်ကားသူတွေနဲ့အတူဆိုရကကြောထောင်းနောက်ခံပြုထားတဲ့တပ်ဖြတ်မှုနေမှန်းနှိပ်စက်မှုတွေလုပ်ဖို့ရအပြစ်မှတ်တွေဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့ပြင်းထန်လာတဲ့2003ခုနှစ်လှုပ်ရှားမှုနောက်ပိုင်းဟောင်ကောင်အခြေစိုက် NGO The Asian Legal Resource Center ကသူ့တွေတူဖြစ်တဲ့မာယန်ဒါဟောအီဝါလာကအောက်ပါတိုင်းရေးသားပေါ်ပြခဲ့ပါတယ်။အသက်ခံလိုက်ရတဲ့သူတွေဟာပြုပြင်ပြောင်းလဲရေးအစီအစဉ်လုပ်နေတဲ့ရဲတပ်ဖွဲ့အတွက်စေတနာဝန်ထမ်းပူးပေါင်းပါဝင်သူတွေကိုပါအသက်ခံခဲ့ရတာပါ။မူရစေဝါစန့်ကျင်ရေးစစ်ပွဲမလုပ်ခင်လားတချို့ကတည်းကအတော်များများမှုကိစ္စမှာပါဝင်ခဲ့ကြတာပြီးတော့အသက်ခံရတာဖြစ်ပါတယ်။အဲဒီလူတွေထဲကတယောက်ဖြစ်တဲ့ချန်နီယန်နူအဝီလိုင်းဟာရချာဘူရီပြည်နယ်မောင်းစန်ထရယ်ဒေသကမူရစေဝါရောင်းချသူတို့ဖြစ်ခဲ့ပါတယ်။သူဇနီးကသူကမောဟောင်းကအချိန်ကမူရစေဝါကိုင်းတစ်ကိုင်းမှာပါဝင်ခဲ့ဘူးတာကိုအကြောင်းပြုရဲတပ်ဖွဲ့ကတပ်ပစ်လိုက်တာလို့ယုံကြည်နေပါတယ်။တကယ်တော့ချန်နီယန်လူငယ်နှစ်နှစ်ခဲကပြုပြင်ပြောင်းလဲအစီအစဉ်နဲ့ဆက်သွယ်ခဲ့တာပါ။မူရစေဝါမသုံးစွဲတော့ဘူးဆိုတာတက်တွေပြဖို့အတွက်သူ့ရဲ့လစဉ်စီးစိချက်မှတ်တမ်းကိုသက်ဆိုင်ရာတန်းမှန်ပို့ပေးခဲ့သူဖြစ်ပါတယ်။အသက်မခံရင်9ရက်မှာရဲတပ်ဖွဲ့ကသူ့ရဲ့မကောင်းမှုပြုချက်တွေအတွက်နာမည်ပြစရင် blacklist ကနေသူ့နာမည်ပယ်ဖျက်ပြီးတော့မယ်လို့ပြောခဲ့ပါသေးတယ်။အဲ့ဒီနာမည်ပြစရင်ကနေပယ်ဖျက်တော့မယ်လို့လာပြောခဲ့တာဟာကျမယောက်ျားကိုပြစ်သတ်လိုက်တော့မယ်ဆိုတဲ့အကြောင်းလာပြောခဲ့တာလို့ကျမနည်းနည်းလေးမှမစင်စားမိခဲ့ပါဘူး။ဇနီးဖြစ်သူကစ်ကပြောခဲ့ပါတယ်။ဒါဟောအီဝါလာရဲ့အဆိုအရလူတော်များများဟာသူတို့ရဲ့နာမည်ပြစရင်နဲ့ပါနေတာကိုဖျက်ဆီးခြင်းလို့ရဲစခန်းကြီးတွားရောက်ဆက်သွယ်ပြီးနောက်ပိုင်းသက်ခံခဲ့ကြရပါတယ်။သူ့ရဲ့အိမ်ကြီးတွေ10ယောက်ထဲကတယောက်ဖြစ်တဲ့ဖွန်ရန်တန်းတုံကရဲတပ်ဖွဲ့မှာဖြောင်းချက်ပေးပြီးနောက်ပိုင်းသက်ခံခဲ့ရတယ်လို့
ဆိုပါတယ်ဒါဟောအီဝါလာဟာဘွန်ညန်ရဲ့16နှစ်ရွယ်သားငယ် ADS ပြောပြခဲ့တဲ့သူဖခင်ဟာအိမ်ထဲမှာနေတော့ရဲတွေကတနက်နေ့လာပြစ်သက်သွားတာခံနေရတဲ့အကြောင်းအဲ့ဒီမတိုင်ခင်သူဖခင်ကအနည်းဆုံးရဲစခန်းထိသွားပြီးဖြောင်းချက်ပေးခဲ့တဲ့အကြောင်းကိုရဲတဲ့စကားကိုကိုးကားခဲ့တာဖြစ်ပါတယ်။ ADS ကသူ့အဖေကိုရဲတွေပြစ်သက်သွားတယ်ဆိုတဲ့အချက်အခိုင်အမာသက်သေဖြစ်ပါတယ်။ချင်းမိုင်မျိုးမြောက်ဘက်မှာရှိတဲ့ချင်းရိုင်မျိုးကရဲတပ်ဖွဲ့အားအစိုးရသတ်မှတ်ထားတဲ့ဖမ်းပေးရမယ့်လူကြီးတွေပြည့်မီအောင်ဆိုပြီးသူတို့ရဲ့သတင်းမေးတွေကိုတော့ချုပ်ထဲဖမ်းထည့်ခဲ့ကြတယ်လို့ပြောကြပါတယ်။ရဲရရှိတွေဟာအစိုးရကသတ်မှတ်ထားတဲ့အရေးအတွက်ပြည့်မီအောင်ထူးကြိုးစားခဲ့ကြပါတယ်။အလုပ်ပြုတ်မှကြောက်လို့ပါဖေဖော်ဝါရီ15ရက်နေ့ထိုင်းပြည်ရေးဝန်ကြီးကသတင်းထုတ်ပြန်ပြောကြားရမှာပြည်내တချို့ရဲ့နာမည်ကိုထုတ်ဖော်ပြောကြားပြီးအဲဒီပြည်내တွေမှာသတ်မှတ်ထားတဲ့ရေတော့မပြည့်မီတဲ့အတွက်စိတ်မကောင်းပါဘူးလို့ပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့အနေနဲ့ဖေဖော်ဝါရီလ19ရက်နေ့အရေးတော့ပြည့်မီအောင်လုပ်ဖို့အဲဒီရဲရောက်ဖို့လို့မှမပြည့်ရင်အလုပ်ထုတ်တာနေကြောင်းတာရာထူးခြားတာတွေလုပ်မယ်လို့တတိပေးခဲ့ပါတယ်။ဒါပေါ်အီဝါလာရဲ့အဆိုအရပထမဆုံးအသက်ခံရတဲ့ကလေးဟာ9နှစ်သားရွယ်ဖြစ်တဲ့ချက်ဂရာဖန်ဖြစ်ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာသူနဲ့သူ့မိစီလာတဲ့ကားကိုရဲတပ်ဖွဲ့ကတနက်နေ့ပြစ်ခတ်ခဲ့ရကသူ့ကိုထိမှန်တိတ်ဆုံးသွားခဲ့တာပါ။သူ့ဖေကအဖမ်းခံထားပြီးဖြစ်ပါတယ်။ဒါပေါ်အီဝါလာကအဲ့ဒီကောင်လေးရဲ့ဦးလေးတယောက်ပြောပြတဲ့စကားကိုရေးပြခဲ့ပါတယ်။ရဲတွေကကားကိုပြစ်တာဇက်တိုက်ပြစ်တာအားလုံးကိုသေးသေးချင်းတဲ့သဘောပဲကလေးကိုတော့ချမ်းသာမပေးဘူး။နောက်ထပ်အသက်ခံရတဲ့ကလေးကတော့16လသားအရွယ်ကလေးငယ်ဖြစ်ပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ဘလူဘဝမှမတည်တဲ့သမားတယောက်ကပြစ်လို့အဲ့ဒီကလေးမလေးသူ့အမေရဲ့ရင်ခွင်ထဲမှာကြီးစံထိမှန်တိတ်ဆုံးသွားခဲ့တာပါ။ဖေဖော်ဝါရီလ25ရက်နေ့မှာတောင်ပေါ်တိုင်းရင်းသားလင်များမြောက်ကမူရစီဝါရောင်းချတယ်ဆိုတဲ့တန်တရားနဲ့ပြည်သက်ချင်းခံခဲ့ရတယ်လို့တန်ဖော်အီဝါလာကအခိုင်အမာရေးသားခဲ့ပါတယ်။ကလေး3ယောက်မိဘမဲ့ဖြစ်ပြီးကြံခဲ့ပါတယ်။အငယ်ဆုံးကလေးက6နှစ်ရွယ်မိန်းကလေးဖြစ်ပါတယ်။အဲ့ဒီလင်များမြောက်ကမူရစီဝါရောင်းတယ်ဆိုတဲ့ပတ်သက်လို့အားထောက်ထားမှလည်းမရှိပါဘူး။သူရဲ့ဆွေမျိုးတွေပြောတဲ့ကောင်တန်ဖော်အီဝါလာကိုကဖော်ပြခဲ့ပါတယ်။ဆိုရရဲ့မူရစီဝါနှင်းနှင်းမှတ်တမ်းတွေဖော်ပြလို့ကောင်းသူတို့2ယောက်တည်ပေးခဲ့ရပါတယ်။မူရစီဝါစံကြီးစင်ပွဲဟာအငြင်းပွားပဲဖြစ်ပေမဲ့ကုန်သွယ်မှုပိုင်းမှာရောကြမှုဖြစ်ခဲ့ပါတယ်။2003ခုနှစ်မှာတိုင်းစီရမီရဲ့စီပြရေးတော့9.3တန်းကျဆင်းခဲ့ပါတယ်။2004ခုနှစ်31.3တန်းထိကြီးကျဆင်းလာပြီး2005ခုနှစ်15.4တန်းသာတိုင်းစီရမီခဲ့ပါတယ်။တကယ်တော့အဲ့ဒီကျဆင်းမှုကယာယီသာဖြစ်ပါတယ်။အကြီးစားမှုရစီရာဇာတွေထိမှမထိတာဘူး။သူတို့တွေကလာအိုကမ်ဘောဒီးယားဗီယက်နမ်တို့မှာဈေးကွက်တစ်တွေရှာကြပါတယ်။အဲဒီဈေးကွက်တစ်တွေကနေခီးရှိချီတက်လာတဲ့ရာဘာတွေဟာဘန်ကောက်ချင်းမိုင်နဲ့ခြားနိုင်ငံမျိုးခြားထိုင်းနိုင်ငံမျိုးတွေပြန်ရောက်လာခဲ့ပါတယ်။2008ခုနှစ်ဇွန်လထိုင်းနိုင်ငံမြောက်ပိုင်းရဲတပ်ဖွဲ့နယ်မြေအတွင်းမူရစီဝါမှောက်ကူမှုကြီးထွားနေတာကိုသတိပြုခဲ့မိပါတယ်။ဘန်ကောက်ပို့သတင်းစာကအဲဒီနှစ်အစောပိုင်းကလေးကမူရစီဝါစီကွက်ကောင်းလာတော့မနှဲလာတဲ့မူရစီဝါရောင်းချသူအသစ်တွေဟာတရားမဝင်တဲ့စီးပွားရေးလုပ်ငန်းတွေရောက်သွားကြပြီးမလိုလားအပ်တဲ့စီးပွားရေးခြေတွေပေါ်ပေါက်လာပါတယ်။အထူးသဖြင့်ငွေဖောင်းပွားမှုဖြစ်ပါတယ်လို့ရေးသားဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံဟာတောင်တန်းဒေသတွေပေါ်ဘင်းတွေကိုအောင်မြင်စွာဖျက်သိမ်းလိုက်နိုင်ပေမဲ့ပြဿနာအဆုံးသတ်သွားပဲမရှိပါဘူး။အခုဆိုထိုင်းနိုင်ငံအတိုင်းအစာကြီးမှာရာဘာနဲ့အတူနေထိုင်နေရလေတော့ဒီဝင်းဆွဲမှုကြောင့်လူဖွဲ့စည်းအန္တရာယ်ဖြစ်ခဲ့တဲ့လိုမျိုးကြုံတွေ့ရမယ့်သဘောမှရှိပါတယ်။ မက်သ်ဖက်တမင်းဆိုတာဘာလဲ1889ခုနှစ်မှာဂျာမန်ဓာတုဗေဒပညာရှင်လာဇာအဒီလီယန်နုဟာအဖီဒရာဆိုတဲ့ plan ကနေဆင်းသက်လာတဲ့ drug ပေါင်းမျိုးဆက်တွေနဲ့ဆက်နွယ်နေတဲ့ amphetamine ကိုပထမအဆုံးဓာတုဗေဒနည်းနဲ့ထုတ်လုပ်ခဲ့ပါတယ်။1918ခုနှစ်မှာဓာတုဗေဒပညာရှင်အကီရာအိုဂါဒါဟာအဖီဒရင်းလို့ခေါ်တဲ့ drug ပေါင်းကနေဆက်ဆေးဝါးမက်သ်ဖက်တမင်းကိုဂျပန်နိုင်ငံမှာပထမဦးဆုံးဓာတုဗေဒနည်းနဲ့ထုတ်လုပ်လိုက်ပါတယ်။နောက်ပိုင်းမှာအဖက်တမင်းနဲ့မက်သ်ဖက်တမင်းကိုဓာတုဗေဒနည်းနဲ့ထုတ်လုပ်နိုင်ပြီဖြစ်ပေမဲ့1929ခုထိဆေးဝါးအသစ်တွေဖြစ်နေဆေးဝါးထုတ်လုပ်ရေးနယ်ပယ်မှာအသုံးချခြင်းမရှိခဲ့ပါဘူး။1930နောက်ပိုင်းနှစ်ကာလတွေအတွင်းမှာအဖက်တမင်းဟာနှာပိတ်ရောဂါကုသဖို့အတွက်ရှုသေးဘူးတွေမှာသုံးတဲ့ဘင်းဆက်ဒရင်ဖြစ်တဲ့ဈေးကွက်ဝင်သွားပါတယ်။1939ခုနှစ်မှာအဖက်တမင်းဟာဆေးပြားအသွင်နဲ့ပေါ်ထွက်လာပြီးဆရာဝန်တွေရှင်းညွှန်းပေးတဲ့ဆေးစင်းနဲ့ဝင်သွားပါတယ်။အိမ်မပြောတဲ့ယောဂတွေကုသရာမှာအသုံးချပါတယ်။
methamphetamine ရဲ့ဓာတုဗေဒဖွဲ့စည်းပုံဟာအဲ့ဒီ amphetamine နဲ့အတူတူပါပဲဒါပေမဲ့သူကဗဟိုနပ်ကြောကိုပိုပြီးထိစေတယ်အဲ့ဒီဆေးဝါးတွေကိုပေါင်းယုံပြီး ADS ဆေးဝါးတွေလို့ခေါ်ကြတယ် amphetamine type stimulant ပေါ့ဒုတိယကမ္ဘာစစ်အကြီးအတွင်းမှာနိုင်ငံအမြောက်များကစစ်တပ်တွေဟာတိုက်ခိုက်ရေးသမားတွေအခက်အခဲတွေရင်ဆိုင်ဖြတ်ကျော်ဖြတ်လှုပ်ရှားနိုင်အောင်အဲ့ဒီ ADS ဆေးဝါးတွေကိုသုံးခဲ့ကြပါတယ် dextroamphetamine နဲ့ methamphetamine နှစ်မျိုးလုံးဟာအသင့်သုံးနိုင်တဲ့ဆေးဝါးတွေဖြစ်လာပါတယ်အထူးသဖြင့်ဂျာမန်စစ်တပ်နာမည်ဆိုးနဲ့ဟိုးကြော်ခဲ့တာ methamphetamine တွေသုံးစွဲလို့ဖြစ်ပါတယ်ခေါလာဟာလာတွေအရာ Adolf Hitler ကိုယ်တိုင်amphetamine ကိုအရေးပါတဲ့ဗိုက်တာမင်တွေနဲ့ရောပြီးနေ့စဉ်သုံးစွဲတယ်လို့ဆိုပါတယ်။ချာမန်လီဒက်ကလေမှုတွေကို methamphetamine ထည့်ထားတဲ့ chocolate တွေထုတ်ပေးပါတယ်။ချာမန်လို Flicker chocolate လို့ခေါ်ပြီးပြန်တန်းသူရဲ့ chocolate လို့အဓိပ္ပာယ်ရပါတယ်။ရိုးစစ်သားတွေကိုတော့ပိုပြီးအဆင့်နှိမ့်တဲ့ methamphetamine မျိုးကွဲတွေနဲ့နှိမ့်သိပ်ပေးထားပါတယ်။ကုန်တစိတ်ပါဗီတင်ဆေးဝါးဖြစ်နေဝေပေးပါတယ်ဒါပေမဲ့ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့တွေက methamphetamine မသုံးရလို့တော့ကန့်သတ်တာမျိုးမရှိပါဘူး methamphetamine ကိုအာရှတိုက်စစ်စုံတွေမှာကျန်းတန်းခက်ခဲတဲ့အခြေအနေတွေကြားတိုက်ပွဲဝင်နေတဲ့အမေရိကန်နဲ့ဂျပန်စစ်တပ်တွေကလည်းသုံးပြုခဲ့ကြပါစစ်ကြီးပြီးသွားတဲ့အခါဂျာမန်စစ်တပ်ကသူတို့တပ်ဖွဲ့တွေအတွက်တိုးထောင်ထားတဲ့amphetamine နဲ့ methamphetamine ဆေးဝါးတွေဟာတောင်ပေါ်ရာကုန်ကြံခဲ့ရာကရှာဘူးလို့ရဲ့နာမည်နဲ့နာနေပေါ်မှာဝယ်လို့ရလာပါတော့တယ်1951ခုနှစ်မှာအဲဒီဆေးဝါးတွေကိုပိတ်ပင်လိုက်ပေမဲ့ဂျပန်လိုယာကူဇာလို့ခေါ်တဲ့ဂျပန်မြေအောက်လောကအတွင်းပုံရှုကွယ်ရှုထူထောင်ထားတဲ့တပ်ပွဲကန်တွေကဆက်လက်ထုတ်လုပ်ခဲ့ပါတယ်ဂျပန်နိုင်ငံမှာဖြိုခွင်းခံလိုက်ရတာအဲဒီပုံရှုကွယ်ရှုဓာတ်ခွဲကန်တွေဟာတောင်ကိုရီးယားနဲ့ထိုင်ဝမ်စီပြောင်းရွှေ့သွားကြပါတယ်။နောက်ပိုင်းကျတော့ဖိလစ်ပိုင်နဲ့တရုတ်ပြည်မှကြီးစီရောက်သွားပါတယ်။စစ်ပြီးမှပြန်လည်ထူထောင်ရေးလုပ်ရတဲ့ဂျပန်နိုင်ငံအဲဒီရှာဘူဟာဝယ်လိုကောင်းပါတယ်။ဆောက်လုပ်ရေးလုပ်သမားတွေခီးဝေးမောင်းနေရထရက်ကားဒရိုက်ဘာတွေတခြားအလုပ်ကျန်းသမားတွေဟာအဓိကဖောက်သည်တွေပါပဲ။လက်တော်နှစ်ကာလတွေအတွင်းလူငယ်တွေဟာရှာဘူကိုဆွဲလန်းကြပါတယ်။ကိစ္စနဲ့ရည်စည်းကြောင်းကိုလိုက်တဲ့ခြာတိတ်တွေကကိုကင်းနဲ့အက်တစီဆေးဝါးတွေကိုဈေးကွက်ပေါ်တင်ပေးနေကြတော့ဂျပန်မှာရှာဘူးဟာအဓိကကျတဲ့လူမှုရေးပြဿနာအဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ရှာဘူးဟာဖိလစ်ပိုင်နဲ့ထိုင်ဝမ်မှာလည်းထူးခြားတဲ့ဈေးကွက်တွေကိုထူထောင်ထားနိုင်ခဲ့ပါတယ်။စိတ်ကိုပြောင်းလဲဖြစ်စေနိုင်တဲ့ဆေးဝါးတွေဟာအကျယ်ကျယ်ပြန့်ပြန့်ရေးသားခဲ့တဲ့အမေရိကန်ဆရာဝန်တဦးဖြစ်တဲ့အန်ဒရူးဝိန်းရဲ့အဆိုအရ ADS ဆေးဝါးတွေကိုတည်ထွင်ခဲ့ပြီးနောက်ပိုင်းနှစ်ပေါင်းတော်ကြာတဲ့အထိအဲဒီဆေးဝါးတွေဟာတကယ်ကိုရည်ရှည်တည်တံ့ခဲ့ပြီးအဲဒီဆေးဝါးတွေသုံးစွဲမှုအပေါ်အာဏာပိုင်တွေကတော့ထောက်ခံရေးသားအပ်ပေးခဲ့ပါတယ်။အဲ့လိုထောက်ခံအားပေးခဲ့တဲ့နိုင်ငံအများများကအစိုးရတွေကြားမှာဆိုဗီယက်ပြည်အောင်စုမှာဆိုရင်ဒီရဆေးဝါးတွေကိုစက်ရုံအလုပ်သမားတွေဒီပေးကျွေးခြင်းအပြင်လက်တွေ့ဆန်းသတ်ခဲ့ပါတယ်။ညွှန်လင်းချက်တွေကတော့အလုပ်သမားတွေအလုပ်လုပ်နိုင်ကြပိုကောင်းလာစေဖို့ပါ။ဒါပေမဲ့ရည်ရည်ကြတော့အလုပ်လုပ်နိုင်ကြတွေကျဆင်းလာခဲ့ပါတယ်။ ADS ဆေးဝါးတွေကိုစီးညွှန်းရေးသားပေးခဲ့တဲ့အမေရိကန်ပြည်ထောင်စုကဆရာဝန်တွေကိုမိကွန်းထုတ်เสียအကြောင်းအရာတွေရှိခဲ့တယ်လို့ဝိန်းကရေးသားပေါ်ပြခဲ့ပါတယ်1950ပိုင်းခုနှစ်တွေနဲ့1960ပိုင်းနှစ်ကာလတွေအတွင်းမှာအမေရိကန်ပြည်ထောင်စုဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေဟာamphetamine ဆေးဝါးကိုအရေးတော်အပြင်အစမတန်များပြားစွာထုတ်လုပ်ခဲ့ပါတယ်။ထုတ်လုပ်တဲ့ amphetamine ဆေးဝါးအရေးတော်အများစုဟာမောင်ကိုဒီကွက်ထဲရောက်သွားတာပါ။ကုမ္ပဏီဟာစိတ်သက်သာနေတဲ့အိမ်အောင်တဲ့ဇနီးမယားတွေနဲ့ကိုယ်လက်ချင်းတိုးနေလို့စိတ်သက်သာမှုတွေအတွက်သူတို့ကုမ္ပဏီကထုတ်လုပ်ထားတဲ့ဆေးဝါးတွေကိုစင်ညွှန်းရေးပြီးကိုရှောင်ဝင်လို့တိုက်တွန်းခဲ့ကြပါတယ်။ထိုင်းနိုင်ငံမှာအထူးတလဲစိတ်သက်ကြွစီတဲ့အာသစ်လောင်ဆေးဝါး speed drug ကိုပထမဆုံးဈေးကွက်စဖွင့်တဲ့ကုမ္ပဏီဟာတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်ပြီး1955ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အရန်ကို popular ဖြစ်ခဲ့ပါတယ်။အဲဒီဆေးပြားတွေဟာမြင်းဟောင်းရုပ်ပုံစံရှိလက်နက်ဆိုတဲ့စာလုံးနဲ့ပါပါတယ်။အဲဒီဆေးပြားတွေဟာယာမလို့ခေါ်တဲ့မြင်းစေအဖြစ်နာမည်ကြီးခဲ့ပြီးအုံနောက်ကိုလှုံ့ဆော်မှုပေးဆိုင်စွမ်းရှိတာမို့စိတ်ကလင့်ကြရဖြစ်ပြီးအိတ်လို့မရတဲ့ယောဂnecrolepsy နဲ့အဝါလွန်ယောဂ obesity ကိုကုသရမှာအသုံးချခဲ့ပါတယ်။ဒါပေမဲ့အဲဒီဆေးပြားတွေဟာဆိုရင်ရတဲ့ဗီတာဆိုးကျိုးတွေရှိနေတာကိုသိတာနဲ့တပြိုင်နက်ဆေးဝါးအယောင်းဆိုင်တွေနဲ့ဆေးရုံတွေကနေဖယ်ရှားပစ်လိုက်ပါတော့တယ်။ဘာပဲဖြစ်ဖြစ်ယာမဟာပန်းပြင်းမှုဆိုင်ရာဆေးဝါးအနေနဲ့
ဆေးကုသမှုလုပ်ငန်းတွေအပြင်ဘက်မှာရပ်တည်စေတဲ့နေရာအသစ်တစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတွေတွေဟာထိုင်းနိုင်ငံအတွင်း ADS ဆေးဝါးတွေကိုအလွယ်သုံးမှုသမိုင်းကြောင်းနဲ့ပတ်သက်လို့ချိန်ကာလအပြင်၃ပိုင်းပိုင်းခဲ့ပါတယ်။ပထမပိုင်းကို1950ပိုင်းနှစ်ကာလတွင်နဲ့နောက်ပိုင်းကနေ1989ခုနှစ်လို့သတ်မှတ်ခဲ့ပါတယ်။ Amphetamine အချိန်ကာလလို့နာမည်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကာလအတွင်းအလွယ်သုံးမှုကခီးဝေးမောင်းနေရတဲ့ trucker မောင်းသူတွေ bus ကားမောင်းသူတွေလုပ်ကြသမားတွေနဲ့စာမွေးပြေဖို့မဲ့အိပ်မနေစာချက်ချင်းနဲ့ကျောင်းသားတွေဆိုတဲ့အကန့်အသတ်ရှိတဲ့အဝန်းဝိုင်းထဲမှာသာတည်ရှိခဲ့တာဖြစ်ပါတယ်။အဲ့လိုအကန့်အသတ်ရှိတဲ့အဝန်းဝိုင်းတွင်ကနေတိုင်းတပြည်လုံးကိုနှွှမ်းခြုံသွားပြီးစိုးရိမ်ရတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။1968ခုနှစ်မှာအဲ့ဒီအချိန်ကိုနိုင်ငံနဲ့ကိုင်တွယ်ဖြစ်ရှင်းနိုင်ဖို့ရအတွက်ထိုင်းနိုင်ငံအစိုးရအရေးယူဆောင်ရွက်မှုအမျိုးမျိုးကိုပြုလုပ်ခဲ့ပါတယ်။ Amphetamine ကိုဟီရိုအင်းအတိုင်းအရေးယူမှုဆောင်ရွက်ရမယ့်မူရင်းဆေးဝါးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ADS ဆေးဝါးတွေကိုရောင်းဝယ်ခြင်းအပြင်ပြစ်မှုမြောက်တယ်လို့ဥပဒေပြဋ္ဌာန်းသတ်မှတ်လိုက်တဲ့အတွက်ရောင်းဝယ်လုပ်သူတွေဟာအနေနဲ့များလာပါတယ်။ဒီလိုနဲ့အဲ့ဒီဆေးဝါးသုံးစွဲမှုတွေ1980ပိုင်းကာလတွေအတွင်းကျဆင်းသွားပါတယ်။1980ခုနှစ်မှာတော့အာဏာပိုင်တွေဟာအခြေအနေတွေကိုထိန်းချုပ်သွားနိုင်ပုံပါပဲ။အဲဒီနောက်မှာတော့ဆင်တူ Amphetamine တွေပေါ်လာတဲ့အချိန်ကာလတစ်ခုပေါ်ထွန်းလာခဲ့ပါတယ်။1980ခုနှစ်ကနေ1990ခုနှစ်အတွင်းမှာပါ။အဲဒီဆင်တူဆေးဝါးတွေက caffeine, ephedrine, pseudoephedrine နဲ့ phenylparanomine drug တွေကိုကွဲပြားခြားနားတဲ့အချိုးအစားတွေနဲ့ထုတ်လုပ်ထားတဲ့ Amphetamine အတုတွေပဲဖြစ်ပါတယ်။အဲဒီဆေးဝါးတွေကို Amphetamine အစစ်လိုနဲ့အယောင်ဆောင်ပြီးရောင်းချတဲ့အခါရောင်းသွားခဲ့ပါတယ်။အဲဒီအတုတွေကိုသုံးစွဲသူတွေကထိတော့ထိပေမဲ့ Amphetamine အစစ်လောက်တော့ထိကြမှာပြင်းဘူး။ဥပဒေပြဋ္ဌာန်းချက်အသစ်ကဆင်တူ Amphetamine တွေကထုတ်လုပ်ရမှာအသုံးချတဲ့ကုန်ကျန်းဓာတ်ဆေးဝါးပစ္စည်းရောင်းဝယ်မှုတွေကိုပါထိန်းချုပ်ဖို့ပြဋ္ဌာန်းလိုက်တဲ့အခါကျတော့အဲ့ဒီ Amphetamine အတုတွေဟာ1990ခုနှစ်မှာမြင်ကွင်းကနေပျောက်ကွယ်သွားခဲ့ပါတယ်။ယာမအစစ်တွေကအဲ့ဒီအချိန်တုန်းကာလအတွင်းဝယ်ယူရရှိနိုင်ပေမဲ့1980ပိုင်းနှစ်ကာလတွေတုန်းကတော့ပမာဏမကြီးထွားတော့ပါဘူး။ ADS ဆေးဝါးတွေကိုအလွဲသုံးမှုသမိုင်းကြောင်းနဲ့ဒုတိယအကြိမ်ကာလပိုင်းဖြစ် Amphetamine အတုအချိန်ကာလပြီးဆုံးသွားပြီးနောက်ပိုင်းတတိယအချိန်ကာလပိုင်းပေါ်ထွန်းလာတယ်။ Methamphetamine အချိန်ကာလဖြစ်ပါတယ်။နန်းဆန်းတက်ကြွမှုဖြစ်စေတဲ့ဆေးဝါးတစ်ခုအနေနဲ့1988ခုနှစ်ကတည်းကဘန်ကောက်မြို့နယ်ထိုင်းနိုင်ငံအထက်ညာဒေသတွေမှာထူထောင်ထားတဲ့ဓာတ်ခွဲခန်းတွေကနေဓာတုဝေဒနေရာထုတ်လုပ်ခဲ့တာပါ။ဒါပေမဲ့အစပိုင်းမှာဓာတ်ခွဲခန်းတွေကသေးငယ်နေတော့လုပ်ငန်းလည်ပတ်မှုတွေပုံမှန်မလုပ်နိုင်ခဲ့ပါဘူး။လုပ်ငန်းလည်ပတ်မှုတွေကိုဦးဆောင်နေသူဟာထောက်ကုန်ပစ္စည်းတွေကိုစတိုက်မထုတ်လုပ်နိုင်တော့ပဲအသုံးလိုက်တာထုတ်လုပ်နိုင်ခဲ့ပါတယ်။ဓာတ်ခွဲခန်းတွေကိုနေရာရွှေ့ပြောင်းမှုလည်းမလုပ်နိုင်ပါဘူး။လိုအပ်တဲ့ဓာတုဗေဒပစ္စည်းတွေရရှိနိုင်တဲ့နေရာမှာလည်းဓာတ်ခွဲခန်းတွေဆောက်ရတာမှရွှေ့ပြောင်းမယ်ဆိုရင်လိုအပ်တဲ့ဓာတုဗေဒပစ္စည်းတွေရရှိနိုင်တဲ့နေရာကိုရွှေ့ပြောင်းရမှာဖြစ်ပါတယ်။1990မှာ Methamphetamine ဆေးသုံးစွဲမှုဟာနိုင်ငံတော်ဝန်စတင်ပြန့်နှံ့လာတဲ့အတွက်ဓာတ်ခွဲခန်းတွေဟာပုံမအခြေခိုင်းလာပြီးထိုင်းရဲတပ်ဖွဲ့ကလည်းအဲ့ဒီဓာတ်ခွဲခန်းတွေကိုစီးနှင်းမှုတွေစတင်ပြုလုပ်ပါတော့တယ်။အဲ့ဒီဓာတ်ခွဲခန်းတွေကိုအလဲပိုင်းလွင်ပြင်ကပြည်နယ်မြောက်များမှာပေါ်ထုတ်တွေ့ရှိရလို့ဖျက်ဆီးပြရပါတယ်။အဲ့ဒီပြည်နယ်တွေမှာစင်ဘူရီ၊အန်တို၊စူဖန်ဘူရီပြည်နယ်တို့ပါဝင်ပါတယ်။အဲ့ဒီနှစ်ထဲမှာပဲထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ခံမှန်းမှုအရပြည်တွင်း trucker driver 2,300,000ရဲ့ထောက်ဝက်လောက်ဟာ Methamphetamine ကိုသုံးစွဲနေကြတယ်လို့ဆိုပါတယ်။1993ခုနှစ်မှာကျောင်းသားဦးရေ9,000ကျော်သုံးစွဲနေကြတယ်လို့စီစစ်တွေ့ရှိရပါတယ်။တခြားခံမှန်းချက်တွေကတော့ပိုပြီးတောင်မြင့်မားပါတယ်။ဘန်ကောက်မြို့ရာမာတီဘိုဒီဆေးရုံကဆရာဝန်တွေရဲ့ကွင်းဆက်လေ့လာမှုတစ်ခုကနေပေါ်ထုတ်ခဲ့ရမှာထိုင်းနိုင်ငံမြောက်ပိုင်းရှိ trucker driver 100%ဟာ Methamphetamine ကိုပုံမှန်သုံးစွဲကြကြောင်းထုတ်ချပွဲရာအချက်လက်တွေအနေနဲ့တွေ့ရှိရပါတယ်။အချိန်မြောက်ပိုင်းက driver တွေက84.6%လေပိုင်းလွန်ပြင်ဒေသက driver တွေက59.1%သုံးစွဲကြတယ်လို့ကိန်းဂဏန်းတွေကဖော်ပြထားကြပါတယ်။ဆေးပြားတွေကလူသက်ဆေးဝါးတွေဖြစ်လာပါတယ်။1990ပိုင်းအစောပိုင်းမှာ10ဘိတ် truck ကားတစ်စီးဟာဘန်ကောက်မြို့ပေါ်ကကားသွားလာများလို့နဲ့စက်သွန်တရားပေါ်ကအချိန်နဲ့တက်လာပြီးမိနီကြောင်ရက်ထားတဲ့ကားတွေရဲ့နောက်ကနေတိုက်ထိလိုက်တာအစုလိုက်ပြုံလိုက်ရင်လည်းဖြစ်သွားပါတယ်။လူလေးယောက်သေဆုံးပြီးသေဆုံးသူတွေမှာလူငယ်ရဲရရှိသူပြည်ထောင်ရေးဝန်ကြီးဌာနအဆင့်မြင့်ရရှိတယောက်ပါဝင်ပါတယ်။ဘေးပေါက်လို့ဖြစ်ရတာဆိုပြီးမှထိုင်းနိုင်ငံမှာဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း driver ထွက်ပြေးသွားပါတယ်။
ကြည့်ရတာမသက်ဖတ်တမင်းအလွန်ကျွံသုံးဆွဲပြီးဖြစ်သွားတာလို့တန်တရားရှိကြရပါယာမကိုယာပါလို့လူသိများတဲ့အချိန်သုံးဆွဲသူကအများစုဟာထရက်ကားဒရိုက်ဘာတွေနဲ့မကတော့ပဲအသက်14နှစ်ကနေ25နှစ်ကြာလူငယ်တွေဖြစ်လာပါတယ်စေဝါမျိုးစားတွေဟာလည်းအများကြီးဖြစ်လာပါတယ်1998ခုနှစ် ONCB အဖွဲ့ရဲ့စည်ရင်းပြုစုချက်တွေအရဝယ်ယူသုံးစွဲနိုင်တဲ့ယာပါဆေးပြားပုံစံပေါင်း90လောက်ရှိပါတယ်။တွေ့ရအများဆုံးကလိမ္မော်နီရောင်ဆေးပြားတွေဖြစ်ပေမဲ့အဖြူရောင်အစိမ်းရောင်ပြာရောင်ဆေးပြားတွေလည်းရှိပါတယ်။ထွက်ရှိတဲ့ဓာတ်ခွဲခန်းတွေပေါ်မူတည်ပြီးအကြောင်းတွေကွဲပြားသွားတာပါ။စည်ရင်းရမျိုးကွဲတွေအများကြီးရှိပေမဲ့လူသိများဆုံးအားပြင်းဆုံး WY စာတန်းနှလုံးပါတဲ့ဆေးပြားတွေဖြစ်ပါတယ်။အစိမ်းရောင်ဆေးပြားတွေဟာခေတ်စားပြီးနာမည်ဝှက်တွေနဲ့မြစိမ်းလို့လိပ်ပြရတဲ့ Kior Murakot အမိုက်ပုံအတွင်းကအစိမ်းရောင်လို့လိပ်ပြရတဲ့ Kior Patan စီတန်မာနဲ့ရဲ့အစိမ်းရောင်လို့လိပ်ပြရတဲ့ Marutaru Sikio စသည်ဖြင့်ခေါ်ကြပါတယ်ဆေးပြားအများစုဟာအပူပေးပြီးအငွေ့ရှူတဲ့နီလန်းနဲ့ပိုပြီးတင့်တော်ပါတယ်တချို့ဆေးပြားတွေကရေဒါမှမဟုတ်အရည်တစ်မျိုးနဲ့မြူချလိုက်ရင်အရသာကအဝင်တော်တော်ဆိုးပါတယ်အငွေ့ရှူတဲ့နီဟာသုံးဆွဲသူတွေဆေးအားလေးတွေမြန်မြန်ဆန်ဆန်ပြပါတယ်ဆေးပြားတွေကိုကြိတ်ချီရေနဲ့ဖြော်ပြီးစီထိုးအပ်နဲ့ကြောရဲထိုးသွင်းလို့လည်းရပါတယ်ဒီနီကတော့ဆေးအားလေးတွေကိုချက်ချင်းပြပါတယ်ဒါပေမဲ့အကြောရဲထိုးသွင်းရတဲ့နီကလူသုံးမများပါဘူးမက်သာဖက်တမင်းနဲ့အနေနဲ့ကျေပြန့်တဲ့ဈေးကွက်ရသွားရတဲ့အကြောင်းရင်းတွေနဲ့အကြောင်းတစ်ခုက EON လို့သူကြောတဲ့ထိုးသွင်းတဲ့လူမှုရေးအမဲစံနဲ့ဆက်ဆံမှုမရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းမြို့မှာမှဖြန့်ဘူးကြောင်းချနေရတာပါ။ဆေးပြားတွေဟာမျိုးချလိုက်ရင်မိနစ်20အတွင်းအသုံးပြုသူဟာအရက်လိုမူရည်တဲ့ခံစားမှုကိုပေးပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးချတဲ့နေရာအသုံးမများပါဘူး။ဂျာမန်လီမူတွေရဲ့ချောကလက်လိုပဲထိုင်းနိုင်ငံတချို့ဆေးပြားတွေဟာချောကလက်ရောဆက်ပေးထားပြီးလူငယ်တွေကိုဆွဲဆောင်ပါတယ်။လူငယ်တွေဟာဒီစကိုပွဲတွေစီမတွားခင်မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေတွားမကြည့်ခင်ဘောလုံးပွဲတွေတွားမကြည့်ခင်ရာဘာကိုသုံးဆွဲကြပါတယ်။ယောက်ျားလူတွေကြားထဲမှာသူတို့ရဲ့လိမ်ပိုင်းဆိုင်ရာဆွမ်းအားတို့ကိုခံစားမှုပိုကောင်းမှုသုံးဆွဲတာခေတ်စားလာပါတယ်။ဘယ်သူဘယ်ဝါတွေမှမသိရပေမဲ့ထိုင်းနိုင်ငံကအုပ်စုလိုက်သုံးဆွဲမှုတွေရှိပါတယ်။ပြည်သက်သူတွေဒီဂျိုယ်မေဆွန်နီယာရဲ့ဆိုရအဖတ်တမင်းပုံစံစိတ်ကြွဆေးပြားတွေအပြင်တခြားတရားဝင်စိတ်ကြွဆေးနဲ့ရောပြီးသုံးလေးရှိကြောင်းအထူးသဖြင့်အရက်ဘီယာတို့နဲ့ရောသုံးတဲ့ကြောင်းဘာတွေနဲ့ရောသုံးတာဖြစ်ဖြစ်အဓိကကတော့အုပ်စုလိုက်လှုပ်ရှားမှုတွေနဲ့ပတ်သက်နေတာဖြစ်ကြောင်းဒါကြောင့်ယာဘဟာအဓိကကြားတဲ့မူရေးစိလူမှုရေးဆိုင်ရာဆေးဝါးတစ်မျိုးဖြစ်လာကြောင်းသိရပါတယ်။ထိုင်းနိုင်ငံမှာယာဘကိုမြန်မာနိုင်ငံကဒုက္ခသည်တွေအလုပ်လာလုပ်ကြတဲ့အလုပ်သမားတွေကအစရှိတဲ့ကြံခေသူအုပ်စုတွေမှာလည်းတုံးကြပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာ1990ပိုင်းနှစ်ကာလတွေအတွင်းဆောက်လုပ်ရေးလုပ်မှအများစုကမြန်မာနိုင်ငံကရှမ်းလူမျိုးတွေဖြစ်ပြီးတရားမဝင်အလုပ်လာလုပ်သူတွေဖြစ်ကြပါတယ်။အလုပ်ကိုပြင်ပခံနိုင်ပြီးလုပ်နိုင်အောင်ယာဘကျွေးပေးကြပါတယ်။နယ်စပ်မြို့မဲဆောက်မှာ1990ပိုင်းနှစ်ကာလတွေအတွင်းကုမ္ပဏီ80လောက်ဟာမြန်မာနိုင်ငံကလူကျန်းသမားတွေရဲ့လုပ်ခံထားပြီးလုပ်ခနည်းနည်းနဲ့အလုပ်ကိုဖိခိုင်းခဲ့ပါတယ်။အဲ့ဒီလုပ်သမားတွေနဲ့တော်တော်များများကယာဘဆေးဆွဲသူတွေဖြစ်သွားကြပါတယ်။မဲဆောက်မြို့ရဲ့ပြည်သူတွေရဲ့90ရာခိုင်နှုန်းဟာနေဆက်ဖြတ်ကျော်အလုပ်လာလုပ်နေတဲ့သူတွေဖြစ်ပြီးသူတို့ဟာယာဘဆေးဆွဲသွားကြပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းကဒေသတွင်းငါးဖမ်းလုပ်ငန်းနယ်ပယ်မှာ2004ခုနှစ်ဒေသမာလာအတွင်းဆူနာမီကပ်ပြီးတို့ကြီးမကြောက်မီချိန်ကြီးမြန်မာနိုင်ငံကအလုပ်သမား1000လောက်ခံထားပါတယ်။ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရထိုင်းတင်မောပိုင်ရှင်တွေကမြန်မာနိုင်ငံသားတင်မောသားတွေကိုနေ့စဉ်မနက်တိုင်းစိတ်ကမ်းမခွာပြီးယာဘဆေးပြားတပြားစီတိုက်ကြွေးကြပါတယ်။တင်မောသားတွေရဲ့အလုပ်ပိုလုပ်နိုင်အောင်ဆိုတဲ့ရွေးချက်နဲ့တိုက်ကြွေးတာဖြစ်ပေမဲ့အတော်များများဟာစီးသမားတွေဖြစ်သွားကြပြီးသူတို့ရဲ့ပြင်ပမှန်ရှာဖွေထားတဲ့ပတ်စံတွေကိုချေဝဲသုံးကြပါတော့တယ်။ဆူနာမီကပ်ပြီးတို့ကြီးဖြစ်လာတော့မြန်မာနိုင်ငံသားတင်မောသားအနည်းဆုံး1000ကျော်လောက်တည်ဆုံးခဲ့ပါတယ်။တည်ဆုံးသူအရေအတွက်အတိအကျမသိရပါဘူး။ဘာဖြစ်လို့လဲဆိုတော့တရားမဝင်အလုပ်လာလုပ်နေကြသူတွေဖြစ်တာကြောင့်အာဏာပိုင်တွေစီမှာမှတ်ပုံတင်ထားတဲ့စီစဉ်ရတွေမရှိလို့ပဲဖြစ်ပါတယ်။ထိုင်တန်ခံရပြီးနှိမ့်မြုပ်သွားတဲ့ငါးဖမ်းဆက်လေးတွေရဲ့အရေးတဟာအဆမတန်များပြားတဲ့အတွက်ငါးဖမ်းလုပ်ငန်းပျက်စီးသလောက်ဖြစ်သွားတာမို့မြန်မာနိုင်ငံသားတင်မောသားတော်တော်များများကိုတိုင်းပြည်ကိုပြန်သွားကြပါတယ်။တချို့လည်းမပြန်ပဲနေကြပါတယ်။ထိုင်းငါးဖမ်းလုပ်ငန်းပြန်လဲနည်းနည်းထူလာစားပြူတော့မြန်မာနိုင်ငံကပြန်ဝင်လာသူတွေရှိပါတယ်။ယာဘရောင်းချသူတွေကပြန်လာပြီးဝယ်ယူလို့သူတွေကိုရောင်းချပြီးပါတယ်။မြန်မာနိုင်ငံကစစ်စင်းရဲနဲ့လှုပ်လာရလောက်ကြတဲ့လှုပ်သမားတွေလည်းဝယ်ယူသုံးခဲ့ကြပါတယ်။
ရာဘဟာတခါတည်းရန်အထူးကြေကွယ်ဝမ်းတဲ့အခြေအနေမျိုးဖန်တီးနိုင်တဲ့လူသားစေဝါဖြစ်ပါတယ်1999ခုနှစ်ဖေဖော်ဝါရီလအတွင်းစူပရာချွန်ပူစရီအမည်ရှိအသက်48နှစ်အရွယ်အိမ်ရှင်မတယောက်ဟာသူမရဲ့အသက်29နှစ်အရွယ်တားဖြစ်သူစီတီပူနဆူဝန်ကိုတပ်ဖို့လူသားသမားတနတ်သမားတယောက်ကိုငှားရမ်းခဲ့ပါတယ်လူချင်းနိုင်မျိုးအရတဲ့ဖွဲ့ကဝန်ခံထွက်ဆိုခဲ့ပါတယ်တားဖြစ်သူဟာရာဘရဲ့ဖက်စီမှုကြောင့်မကောင်းဆိုးဖြစ်သွားမိချိန်စီအမေဖြစ်သူရဲ့မျက်ရှုဖြစ်ခဲ့တာပါတားဖြစ်သူဟာရာဘကိုရောင်းနေအောင်တုံးလဲတုံးလူဖွဲ့စည်းကိုဒုက္ခပေးနေတာနဲ့ပတ်သက်လို့ရင်နာမှုခံစားရနိုင်တော့လို့စူပါထရာကပြောခဲ့ပါတယ်တားဖြစ်သူဟာချင်းရိုင်မျိုးမဲချန်ဒေတာရဲ့ရဲတက်ချက်တူဖြစ်ခဲ့ပြီးမူရေးစီဝါမောင်ကူရောင်းဝယ်သူစီကနေလက်စီရမိတဲ့မတ်တပ်ပတမင်းစီစာရေးအတွက်8000ကျော်ကိုယုံမှညှိဆောင်မှုရှိတဲ့အတွက်အလုံးကနေထုတ်ပြလိုက်ပါတယ်အဲဒီနောက်ပိုင်းမူရေးစီဝါဆွဲသွားတဲ့အခါကျတော့တစ်ချိန်ကလူမွန်တူဖြစ်ခဲ့တာဖြစ်သူဟာဒေါသထွက်လွယ်သူတယောက်ဖြစ်လာပြီးမိသားစုကိုတော့အနေပြည့်စုံဖြစ်လာပါတယ်လို့ဒီဘာထရာ1999ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာဘန်ကောက်ပို့သတင်းစာဖော်ပြခဲ့ပါတယ်သူမအနေနဲ့လူဖွဲ့စည်းကိုအာဏာလာကြောင်းတာဖြစ်သူအခြေပြသွားတာကြောင့်တပ်ပစ်လိုက်တာလို့ဖြစ်တယ်လို့သူမကပြောခဲ့ပါတယ်သူမဟာတာဖြစ်သူရဲ့ခေါင်းထဲကိုဂျင်းသားထောက်ပြသွင်းဖို့အတွက်ပတ်4500အမေရိကန်ဒေါ်လာ1500ပေးပြီးငှားရမ်းခဲ့တဲ့တနတ်သမားနဲ့သူဖန်ခံခဲ့ရပါတယ်ဝမ်းနဲ့ကြည်ခဲစရာတွေဖန်တီးပေးနေတဲ့မူရစီဝါထုတ်လုပ်ရေးရွှေသီးကန်ဒေသမှာအဆုံးသတ်သွားပြီလားခီးဆိုင်ပြိုးမှုပပျောက်ရေးတွေကိုနှစ်တော်ကြာလုံးမန်းခဲ့ပြီးအောင်မြင်သွားပြီဖြစ်တဲ့ထိုင်းနိုင်ငံမြောက်ပိုင်းဒေါ်အီထန်တောင်စီ2006ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာတောက်လည်ပတ်ခဲ့တဲ့ကုလသမဂ္ဂမူရစီဝါနဲ့ပြည်မှုဆိုင်ရာရုံး United Nations Office on Drugs and Crime UNODC ရဲ့အမှုဆောင်ဒရိုက်တာဒေါက်တာအန်တိုနီယိုမာရီယာကိုစတာကကျွန်တော်တို့ဟာကဘာကြီးရဲ့ဒီအစိပ်ပိုင်းများမှာတော့ဘိန်းဆိုင်ပြိုထုတ်လုပ်မှုရဲ့အရန်ကြေကွဲဝမ်းနေစရာကောင်းတဲ့အခမ်းကဏ္ဍကိုတကယ်ကိုပြပင်တားဆီးနိုင်ပါပြီလို့ကိုဝန်ကြွားစာပြောခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့အင်ဂျင်နိုင်ငံဖြစ်ပြီးအဓိကဘိန်းဆိုင်ပြိုထုတ်လုပ်မှုကနိုင်ငံတစ်ခုဖြစ်နေသေးတယ်မြန်မာနိုင်ငံဟာတိတ်မွေးလာတော့တဲ့အနာဂတ်မှာကုလသမဂ္ဂရဲ့ဘိန်းကင်းစင်နိုင်ငံများစည်းရင်မှာပါဝင်လာတော့မှာပါလို့လည်းသူကဟောကိန်းထုတ်ခဲ့ပါတယ်သူ့ရဲ့ဟောကိန်းဟာပြစ်မှတ်လွှဲခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့သူ့ရဲ့နမိတ်မြင်းကြောင်ဒီဘက်ချမ်းမှာစီးပွားရေးဘိန်းထုတ်လို့စိုက်ပျိုးမှုပပျောက်အောင်လုပ်နိုင်သွားတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့တောင်တန်းဒေသတွေဟာအေးမြတဲ့ဆောင်းရာသီရောက်လာတဲ့ဘိန်းပန်းတွေပွင့်နေတော့ဖြစ်ပါတယ်ဒါတော့နှစ်ကာလအတွင်းမှာမြန်မာနိုင်ငံအတွင်းမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအဆုတ်ရုပ်လာတာဖြစ်တိုင်းပြင်မယ်ဘိန်းကင်းစင်နိုင်ငံဖြစ်လာဖို့အလံဝေးနေပါသေးတယ်ကိုရေးကြီးဟာမူရစီဝါစီပွားရေးစီကွာဟာဟီရိုအင်းထုတ်လုပ်ရာကနေဂျာဗာနဲ့တခြား ADS စီဝါရေးထုတ်လုပ်ရေးဘက်ကိုလှည့်ပြောင်းနေတာပါပဲအဲ့ဒီအမျိုးအစားမူရစီဝါတွေဟာ UNODC ရဲ့အကန့်အသတ်ရှိတဲ့လုပ်ပိုင်ခွင့်အတွင်းရောက်မလာပါဘူးဒါကြောင့် agency ရဲ့နှစ်စဉ်မူရစီဝါကွင်းဆက်စစ်ဆေးမှုရဲ့အပြင်ဘက်မှာလွတ်ထွက်နေတာပါUNODC ဟာရှေ့တောင်အာရှအတွင်းကောက်ခွန်တွေရတဲ့ဖွဲ့ agency တွေကိုလေ့ကျင့်သင်ကြားပေးပါတယ်။ဒေသတွင်း conference တွေရဲ့ထုံးစံအတိုင်းကျင်းပနေပေမဲ့ဘယ်သူကမှဘလို့မူရစေဝါဘာပဲအစီရင်ကိုမဆိုအောင်မြင်အောင်မလုပ်နိုင်အောင်ကာစီတဲ့အခြေခံအတားအဆီးတွေကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။မူရစေဝါကုန်သွယ်ရေးမှာအာဏာပိုင်တွေဟာကြံရမှာဖြစ်နေတဲ့အတားအဆီးတွေပေါ့။အာဏာလည်းရှိဩဇာလည်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အထောက်အကူပြုမှုတွေနဲ့ကာကွယ်ပေးမှုမရှိဘဲနဲ့အရေးအတွက်အစမတန်များပြားတဲ့မှုရဲ့စေဝါတွေကိုပုံစံဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီကိစ္စဟာဒီနေ့အရှိတောင်အာရှမှာတည်ရှိနေပါတယ်ဒေသတွင်းတချို့ရဲတပ်ဖွဲ့တွေကလက်စားတယ်ဆိုတာရှိနိုင်ပေမဲ့တကယ်တမ်းစီးရီးရောက်ကင်သွယ်ခြင်းသူတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့တွေဟာကျိုးနဲ့အခြေခံရလို့ဖြစ်နေလေရှိပါတယ်ဘာလို့လဲဆိုတော့အဆင့်မြင့်ကာကွယ်ပေးမှုတွေရှိနေတဲ့လူတွေကိုစန့်ကျင်ပြီးလှုပ်ရှားဖို့မတတ်နိုင်လို့ပါမွေးစီဝါထောက်လိုင်းရေးရရှိတဲ့နည်းနည်းပါးပါးလုံနိုင်တာကမွေးစီဝါမှောင်ခိုမှုတွေရဲ့ရောင်းဝယ်သူတွေသူတို့ရဲ့အပေါင်းဖော်တွေသူတို့နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေနဲ့ပတ်သက်လို့သတင်းချက်လက်တွေစုဆောင်းတာပဲဖြစ်ပါတယ်သူတို့ထီအောင်ရိုက်နိုင်တာကအသေးစားရောင်းချသူတွေပဲဖြစ်ပါတယ်2003ခုနှစ်မူရစီဝါဆိုင်ကြီးစစ်ပွဲကရှင်းရှင်းလင်းလင်းတရုပ်ပြခဲ့ပြီးဖြစ်ပါတယ်မူရစီဝါကုန်သွယ်ရေးကနေဆက်လက်ဖြစ်ပေါ်လာတာကတော့
ညာကလပ်တွေကာရာအိုကေရုံတွေဟိုတယ်တွေတက်စီဆိုင်တွေဆောက်လုပ်ရေးကုမ္ပဏီတွေတည်တည်ချန်တွေအစရှိတဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေဖွင့်လှစ်ပြီးယင်းနှိမ့်နှံထားကြတာပဲပါပဲငွေမဲတွေဝင်ငွေပြုလုပ်နိုင်ဖို့နိုင်ငံရဲ့ဒေသတွင်းစီးပွားရေးအတွင်းမှာအဓိကနေရာကလှုပ်ရှားပြီးငွေစေဝါတွေကိုထုတ်လုပ်ရောင်းချကြတယ်ငွေစေဝါရာဇာတွေရဲ့တရားဝင်စီးလှုပ်ရှားမှုတွေဟာစိတ်သုံးဆွဲမှုနှုံထားမှုပေါ်ထောင်တက်သွားစေဖို့အတွက်ဖန်တီးထားတဲ့လှုပ်ရှားမှုတွေပဲဖြစ်တာမို့အကျိုးမြတ်ပိုများစေပါတယ်ဒါပေမဲ့အဲ့လိုလုပ်နိုင်ဖို့ရာငွေစေဝါကုန်သွယ်ရေးတွေစီကနေအမြတ်ဆုံးတွေရလာမှလာလုပ်နိုင်တာပါခေါင်းကောင်းသူ့တည်းရိုးချုံချူရဲ့မိကုန်းချုံသုံးသက်ပူလာကတရုတ်လူဝတ်ဒူးရိုက်ခိုင်းတွေဟာစီးပွားရေးဆိုင်ရာအခန်းကဏ္ဍတော်တော်များများအမြတ်ဆုံးရရုံတသက်ပေါင်းရမဟုတ်ပဲတကယ်ကိုခိုင်မာပူပေါင်းပါဝင်ထားကြတဲ့ခြေတောင်အားရှာရဲ့မူရရာသားတွေနဲ့သူ့ရဲ့တိုင်းပြည်ရဲ့ဒီဟာဒီသဘောပဲလို့ပြောရပါလိမ့်မယ်ပြည်စာလုပ်ငန်းတွေလုပ်ခြင်းဒီဇယ်မောင်းဖို့လုပ်ခြင်းလောက်သမားတရားမဝင်တင်ပို့ခြင်းလောင်ကစားလုပ်ငန်းလုပ်ခြင်းတရားမဝင်တစ်ထုတ်လုပ်မှုတင်ပို့ရောင်းချခြင်းတရားမဝင်တဲ့လက်တံတွေကနေကုန်သွယ်မှုပြုခြင်းအစရှိတဲ့လုပ်ငန်းတွေကနေဝင်ငွေတွေရနေလေတော့ငွေစီဝါငွေကြီးဟာအာဏာနဲ့ဩဇာကိုလည်းဝင်နိုင်ပါတယ်တရားမဝင်လောင်ကစားဝိုင်းတွေဟာထိုင်းနိုင်ငံရဲ့အကြီးမားဆုံးငွေကြေးထုတ်ဆက်တစ်ခုဖြစ်ပေမဲ့ငွေစီဝါကိုလည်းဟိုကလည်းသူတို့ရဲ့အရေးပါရင်မြတ်ဆုံးရလုပ်ငန်းတစ်ခုဖြစ်ပါတယ်ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန1998ခုနှစ်တွင်ကွင်းစင်းလွတ်လပ်မှုပြုလုပ်ခဲ့ရမှာဆေးသုံးစွဲနေသူတွေနဲ့ရန်ရန်ကာသုံးစွဲသူဦးရေတန်းကိုတနေ့ချင်းစီတနေ့ဆေးပြားနှစ်ပြားသုံးစွဲရဲဆိုတဲ့အခြေခံကနေခံမှန်းတွက်ချက်လိုက်တဲ့အခါရာဘာနဲ့ပတ်သက်တဲ့ဖြုံးတီးတဲ့ငွေကြေးဟာတရက်မှာဘတ်ငွေတန်း190ဖြစ်ပြီးတစ်နှစ်လုံးဆိုရင်ဘတ်ငွေ69.35ဘီလီယံဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကငွေလဲလှယ်မှုနှုန်းနဲ့တွက်မယ်ဆိုရင်တစ်နေ့ဖြုံးတီးငွေဟာအမေရိကန်ဒေါ်လာ9.6 သန်းဖြစ်ပြီးတစ်နှစ်လုံးအတွက်ဖြုံးတီးငွေဟာအမေရိကန်ဒေါ်လာ2.994ဘီလီယံဖြစ်ပါတယ်အဲ့ဒီလိုကြောင့်ရှာလို့ရတဲ့ငွေကြေးဟာချင်းမိုင်မျိုးပေါ်ကလူငယ်ဆေးရောင်းသမားတွေအတွက်တော့ဝမ်းသာစရာမရှိလာပါဘူးသူတို့ဆေးရောင်းလို့ရတဲ့ဝင်ခွင့်ဟာမစုံမတိုးဖြစ်နေတဲ့အတွက်သူတို့သုံးလောက်အောင်ခန္ဓာကိုယ်ကာမရောင်းချပေးနေရတာကြားတာဟိုပါအဲ့ဒီလိုဖြုံးပြီးငွေမြောက်များဟာရှားလူတွေအတွက်ဖြစ်နေခဲ့ပါတယ်ဒါအပြင်မူရေးဆိုတော့ကုန်စည်မှုနဲ့ပတ်သက်လို့ပါဝင်နေတဲ့လူတွေဟာတရားမဝင်လုံခြားမှုနဲ့ပြည်တွေကလူတွေထွက်အစင်အတန်းအတီးတီးကဇက်ကောင်တွေဖြစ်နေတာတွေ့ရပါတယ်အမေရိကန်ပြည်ထောင်စုရဲ့တရားဝင်မူရေးစေဝါ policy တွေကိုထောက်ပြဝေဖန်တဲ့သူတွေဖြစ်တဲ့ Alfred W. McQuaid နဲ့ Alan A. Block တို့ကကမ္ဘာလုံးဆိုင်ရာမူရေးစေဝါကူးစမ်းရောင်းဝယ်မှုပေါ်ရေးယူဆောင်ရွက်မှုဟာကာမရာဂနူးကြွားလာအောင်ပြည်သားပေါ်ပြကြတဲ့အပြာစာပေရုပ်ရှင်ပြည်စာလုပ်ငန်းတွေလိုမျိုးဒေသလိုက်ဖြစ်ပွားနေတဲ့ပြည်မှုတွေပေါ်ရေးယူဆောင်ရွက်တဲ့လိုမျိုးဖြစ်နေပါတယ်အမေရိကန်ပြည်ထောင်စုမူရေးစေဝါစတင်ရေးအေဂျင်စီကတစ်ကမ္ဘာလုံးဆိုင်ရာဈေးကွက်ပေါ်ဆောင်မှုစနစ်တွေရဲ့ရှုပ်ထွေးမှုတွေကိုအတိအကျပြုပြီးပြည်내မှုတွေကိုပဲလုပ်နေကြတယ်လို့ပြောပြခဲ့ပါတယ်ရှေ့တောင်အာရှဒေသအတွင်းကမူရေးစေဝါပြဿနာနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ဝင်တွေရဲ့အမြင်ဟာအမေရိကန်ပြည်ထောင်စုနဲ့တိတ်မချလာပါဘူးမူရေးစေဝါကုန်သွယ်မှုကိုတိုက်ခိုက်ဖို့ဆိုတာငုံရှိုးနေတဲ့နိုင်ငံရေးဆိုင်ရာရှေ့တောင်အာရှအတွင်းမှာဆိုရင်လူမျိုးစုဆိုင်ရာပြဿနာတွေကိုခွဲခြားစိတ်ဖြာမှုမရှိဘဲမဖြစ်နိုင်ပါဘူးရာဘာကုန်သွယ်မှုဟာတစ်ကမ္ဘာလုံးအတွက်ဆိုရင်ဟီရိုအင်းဈေးကွက်စီးပွားရေးလုပ်ငန်းနဲ့လမ်းကြောင်းချင်းမတူနိုင်ပါဘူးဒါပေမဲ့ဟီရိုအင်းရောင်းဝယ်လုပ်နေတဲ့ syndicate လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတွေစုတွေနဲ့ကွန်ရက်တွေကအခုဆိုရင်ရာဘာထုတ်လုပ်ရေးနဲ့ဈေးကွက်ပေါ်ဆောင်ရေးတွေကိုထပ်တူထပ်များလုပ်နေကြပြီးပြဿနာတွေရဲ့အခြေခံနိုင်ငံရေးဆိုင်ရာတမိုင်းကြောင်းဆိုင်ရာလူမှုရေးဆိုင်ရာဇင်းမြစ်တွေကအတူတူပဲဖြစ်ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးလုံးဝရှင်းရှင်းလင်းလင်းကြားမြင်သိမြင်နိုင်တာကတော့1990ပိုင်းနှစ်တွေကာလတွေအတွင်းထိုင်းနိုင်ငံမှာဖြိုခွင်းမှုတွေအများကြီးထုတ်လုပ်လာတဲ့ထုတ်လုပ်မှုတွေဟာနေဆက်ဖြတ်ကျော်ပြီးမြန်မာနိုင်ငံတွင်းပြောင်းရွှေ့ရောက်ရှိသွားတယ်လို့ဆိုပါတယ်။အဲဒီပြောင်းရွှေ့မှုတွေဟာဒီနိုင်ငံရဲ့ဝေးလံခေါင်စီတဲ့အရှေ့မြောက်တောင်တန်းဒေသတွေစီမှာ1989ခုနှစ်နွေဦးကာလအတွင်းဖြစ်ပွားခဲ့တဲ့အုပ်အော်တောင်းတဲ့ဖြစ်ရပ်တွေဖန်တီးခဲ့တဲ့တရားလို့တွေ့ထင်ခဲ့ရပါတယ်။နားဆင်အားပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်များမှာလည်းအပိုင်းအသစ်များကိုထပ်မံတင်ဆက်ပေးပါမို့လို့ဆက်လက်စောင့်မျှော်ပြီးတော့အားပေးကြပါအောင်လို့ပြောကြားရင်းဒီနေ့အစီအစဉ်ကိုတော့ဒီလောက်နဲ့ရပ်နားလိုက်ပါတယ်ခင်ဗျာပရိသတ်များအားလုံးတာယာလှပတဲ့နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ